ကျွန်တော်flight ဖြစ်သွားကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောမိပါတယ်အဲ့နောက်ကအပေါ်ကြီးကိုတွေ့တာအဲ့ဒီမှာပတ်စံအပြည့်ပဲပါတယ်အဲ့ဒါနဲ့ကျွန်တော်ပြန်ကိုင်းကိုသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ခုပေါ်မှာထားဘယ်လိုရောင်းရလဲဆိုတော့ကျွန်တော်တငယ်ချင်းတယောက်ကရောင်းတာပေါ့ဈေးလျှော့ပြီးမယ်တသိန်းလျှော့ပြီးမယ်ဆိုကျွန်တော်ကလေဝယ်ရပေါ့အဲ့လိုဒီဗီဒီယိုကို like subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဘယ်တကယ်လို့ပတ်စံမလောက်ဘူးဆိုရင်ပတ်စံမလောက်ဘူးဆိုရင်လိုက်နေပြီဒါပတ်စံလောက်တယ်ဆိုရင် subscribe လေးနေပြီတောင်းဆိုချင်တယ်ဘာမှမဆိုင်ဘူးဒါပေမဲ့ကျွန်တော်နေပြီကျွန်တော်1 million ပြည့်သွားပြီဆိုရင်ဒီကိုကျွန်တော်ခုနကပိုင်းဆိုဗီဒီယိုကျွန်တော်အားကြာနေတယ်ဟုတ်တယ်မလားအဲ့ကျွန်တော်မအားဘူးဘိုးlike ဒီ subscribe တွေများမှနေပြီကျွန်တော်ဗီဒီယိုများများတင်ပေးပါမယ်အကြာကြီးပေါ့တစ်ခုမိနစ်30မိနစ်20အဲ့လိုတင်ပေးမယ်ဒါပေမဲ့အခုကကျွန်တော်သွားပဲကောင်းမယ်ထင်တယ်ဝေးကျွန်တော်ဗီဒီယိုလေးကြည့်ရဆိုရင် VPN ခံပြီးကြည့်လို့မမေ့ပါနဲ့အဲ့လို let's go တော့လာမှာဝေးဆိုးတာပတ်စံမလောက်ပါနဲ့အဲ့ဒါကျွေးဆိုင်တော့ကိုတည်းလေးဆိုအစ်စလာတာနော်အတေးချင်းနေချင်းနေအဲ့တော့ရောင်းမှာလားဟုတ်လို့အဲ့ကျွန်တော်ခုအောက်ကိုဆင်းရအောင်အတေးချင်းနေအဲ့ကရောင်းလို့ဆင်းခဏနော်ခဏရအောက်ကိုဆင်းလောက်ဆင်းပါဆင်းပါဒီsize လိုက်တော့ဒီကားပြန်ဘူရောင်းလိုက်နော်ကျွန်တော်ဒါလေးထားပြပါလားထားလိုက်အဲ့နော်ဒီမှာပတ်စံနော်ရကျွန်တော်ရောကြောက်ရှင်း short ပြန်ဖြည်းလမ်းရှိတဲ့ဒီမှာကျွန်တော်ကားကင်းပါနေပြန်ဆော်ဘိုးကျွန်တော်ခုဒီကိုင်းမောင်းရပြ Oh my goshကျန်းလိုက်အားပါနမကတော့နမက87ကျန်းလိုက်ရရှေ့နော်ဒီကားရဲ့နေဆိုလက်ထိုးချင်းကုန်ချလိုက်မယ်ဘယ်တော့မှမြန်သွားမယ်ဟာယောထိလို့မရတော့ဘူးဖြည်းတော့ပဲကြက်တယ်လာရဆိုးသွားအားတိုင်းရ